လောက်ဆောင်ရလဲဆိုတိုကင်တစ်ဘက်ကလေ81တော့31လောက်ဆိုရင်တော့တော်ဦးမယ်ပပန်းတော်ကလေဘလောက်လေပောက်ပောက်ရှာရှာလေးစားတတ်လဲဆိုတော့လေသိလားဒီလေပရက်တီနယ်နားမှာရှိတဲ့ဂျူလစ်တာဝါရဲ့အောက်မှာအင်ဒိုနီးရှားကြောက်ဆိုင်လေးကိုလာစားတာပါတော်တော်များစားကြတာအင်ဒိုနီးရှားအန်ဂျန်ဂရက်ဘတ်ဂျာလေးစားကြခောက်သွဲရဲ့ကျုပ်ကြက်ကြော်ရဲ့အဲစားကြတယ်နေပန်းတော့ဘယ်ထင်တော့နှစ်ခုရှိတယ်ဒါရဲ့ဒါရဲ့သမင်းနဲ့ကြက်ကြော်ရဲ့ခောက်သွဲရဲ့ကြက်ကြော်ဒီကတော့မသိဘူးကြိုက်တဲ့သူလည်းကြိုက်မယ်မကြိုက်တဲ့သူလည်းမကြိုက်ဒီကြက်ကြော်ရဲ့အသက်ကတော့ဒါပဲဒါကဘယ်လိုလုပ်တာလဲဆိုတော့လေမြုပ်သီးကြော်ကိုစားရရတာမုံကြီးထည့်ပြီးထောင်းတာဒါပြီးရင်ကြက်ကြော်ပုံလူးလိုက်တာနောက်ဆုံးတော့ကြက်ကြော်လေးရလာပါပြီဟုတ်တယ်ပြန်ကြတော့ပပန်းတို့ black 2နဲ့ night market ကိုထည့်ပြီးပြန်ခဲ့တယ်ဟာလေ country ကနှစ်ခုတောင်ပိုင်းနာသူကလေမြန်မာရဲ့ထိုင်းရဲ့ပိုင်းနာတွားလိုက်တဲ့နေရာတိုင်းမှာလေမြန်မာတွေပဲသိလားပပန်းအခုလေကြီးလေအင်ဒိုနီးရှားကြက်ကြော်ဆိုင်မှာလေတော့ဝယ်တော့ကလေသိလားမြန်မာတွေပဲရောင်းနေသူကမြန်မာဝယ်နေသူကလည်းမြန်မာကီကိုကိုက်နေရောဝါမွေးနေရောသူကလေဒီငရုတ်တီးတောင်းလေးရယ်ကြက်ကြော်လေးရယ်ထမင်းလေးရယ်ပြီးတော့သူ cabbage လေးမှနည်းနည်းထည့်ပေးထားရပါတော့။တက်စားတော့မယ်။ငရုတ်ကြီးတယ်လည်းအများကြီးပဲ။ဘာမှမစားနိုင်တော့ဘူး။အောက်ကအသားလေးကိုပဲစားရတော့မယ်။ကျန်တဲ့ဟာတွေကတော့ပန်းတော်ပဲကျွေးလိုက်တော့မယ်။ဟုတ်လား။နည်းနည်းများစားပါတော့။စားလို့နည်းနည်းတော့စားတယ်။ဒါမှကောင်းတယ်။ကျွတ်ပါလေကောင်းမယ်။အသားလေးလည်းပြုတ်နေရော။မဆက်တဲ့ဟာစားရင်တော့ဆက်တယ်။ဒီဆိုင်လေးရဲ့လမ်းအထိကျတော့စွိုင်းပန်ချပူလီစကူလမှာရှိရပါ။ See you at the next video. Bye bye.